အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆန္ဒကမှာလာနေပြီးကောက်စော့လာလောက်ရတဲ့အတွေ့အကြုံလေးနဲ့ဒီငစင်းတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့တတိယကျွန်တော်တို့ကိုဘယ်စီပင်ကားမိုင်ကားလေးဘယ်တလီသွားလက်ခံလို့ဆိုပြီးအခုကျွန်တော်ပေါ်တရားနဲ့လမ်းမှာသွားနေတာပဲဖြစ်ပါတယ်သွားလဲမဲ့နေရာကနည်းနည်းဝေးတဲ့အတွက်ဒီမှာခြေတော်ကြာကားရှိရပါတယ်ခုလေယာဉ်မဲ့ကာနာမှာရောက်ပြီဆိုတော့ဘယ်တလီဆက်လဲပါတော့မယ်ဒီကားကမဲ့ဘောကားတော့မဟုတ်ဘူးနောက်မှာဘောကြီးတဘုံနဲ့တင်ထားတဲ့ကားတော့ဒီကားပါကားကျွန်တော်လည်းခေါ်မတဲ့ဘူးအခုကျွန်တော်တို့ဆရာနန်းလေးရတော့ဘယ်တလီဆက်လဲနေပါပြီဒီကားကဘယ်တလီကတော့ဒီကားသေးပေမဲ့ဘယ်တလီအကြီးတော့ရပါတယ်အနောက်မှာဘယ်တလီမြည်တယ်အများကြီးစားတဲ့အတွက်ဒီကားလေးကသူတို့မတော်ပဲဂျာရီရထားတဲ့အတွက်လေလည်းတားရော့ရပါတော့ဒီမှာဒီကားတာရလည်းသိမကောင်းတော့ဘူးဒီနေ့သူတို့ကလေနဲ့ထိုးပေးအောင်တဲ့ဆိုပြီးပြောတယ်အဲဒါကြောင့်ဒီနေ့ဆိုင်မှာယူလာတဲ့ဒီလေထိုးဆက်လေးနဲ့ထိုးပေးလိုက်တယ်ပေါ့နော်ဒီထက်ဆက်ကဘာမှလို့စမလို့တော့ဒီမှာဘက်တလီစီတော့ဘက်တလီချိတ်ဆက်လို့ရပဲသူတို့ကသူ့ဘာသာသွင်းရပါတော့အခုဘယ်တလီလဲလို့ပြဆိုတော့အခုကျွန်တော်ကားပေါ်မှာတက်ပြီးတော့ဆက်နိုးစမ်းကြည့်မယ်ဒီကားကြာရထားပြီမဲ့ဆက်ရတစ်ဆက်နိုးရတာနဲ့နိုးနေပေါ့နော်အခုဆက်နိုးပြီးကျွန်တော်တို့ဘယ်တလီလဲပြီးဆိုတော့ပြန်มาတော့မယ်ကျွန်တော်ဗီဒီယိုကဒီလောက်ပါပဲပေါ့နော်